အားလုံးမင်္ဂလာပါဒီညချိန်တွေကမကောင်းဘူးပေါ့ဗျာနော်ဆိုတော့ရေချိုပသွန်တို့လေးတော့ပြန်ကြလာပါတယ်ဟုတ်ရေချိုပသွန်တို့လည်းကြလာတယ်နော်နည်းနည်းပသွန်ငါပြန်လိုက်လာတယ်ဒါပေမဲ့ဖောင်သီးကနန်းတော့ပျောက်သွားတယ်ပေါ့ဗျာဖောင်သီးကနန်းမတွေ့တော့ဘူးနော်ဆိုတော့ဒါကတော့ရေချိုပသွန်တို့ပေါ့ဗျာနော်ဒါတော့ရေချိုပသွန်တို့ပါဖောင်သီးကနန်းပျောက်သွားတယ်ဖောင်သီးကနန်းမတွေ့တော့ပါဘူးဒါတော့အများခေါ်ကြားပသွန်ပေါ့ဗျာနော်ကျွန်တော်တို့ဘက်မှာတော့ပသွန်ကြားပဲခေါ်တယ်ပသွန်ကြားလို့ပဲခေါ်တာအများခေါ်တော့ကြားပသွန်ပေါ့ဗျာနော်ဆိုတော့ဒီပသွန်ကြားလည်းနည်းနည်းကြီးလာတယ်ပေါ့ဗျာနော်ဒါပသွန်ကြားလည်းကြီးတယ်ဒီကောင်နည်းနည်းသေးတယ်ဒီကောင်တော့ကြီးတယ်ဒီကောင်တော့တော်တော်ကြီးလာတယ်နော်ဆိုတော့ဒါဒီညအခြေအနေကတော့တော်တော်နည်းသွားပါတယ်ဒီညအခြေအနေမကောင်းပါဘူးဒီညအခြေအနေကတော်တော်နည်းသွားပါတယ်ဒီကောင်ပါကောင်းတော့အော်ဒီကောင်ငရှင်းနော်ငရှင်းပေါက်ခုချိန်မှာငရှင်းကတော့ပေါက်နေပေါ့ဗျာဒီကောင်တော့ငရှင်းအပေါက်ကလေးပေါ့တေးအောင်တေးသွားပြီလားမတေးသေးဘူးကငရှင်းအပေါက်လေးပါဆိုတော့ဒီညတော့အခြေအနေတွေကမကောင်းတော့ပါဘူးဖောင်သီးကနန်းမနေ့ကတော့6ပုံရတယ်မနေ့က6ပုံရတယ်ပေါ့နော်မနေ့က6ပုံရတယ်ဒါပေမဲ့ဒီနေ့ကျတော့ပင်လယ်ရေဝင်သွားတဲ့အတွက်ဒီနေ့ကတကယ်လုံးဝဖောင်သီးကနန်းမြင်ကြလို့တော့မမြင်ရဘူးဗျအခုကျွန်တော်ပြထားတဲ့အတိုင်းပဲပေါ့နော်ဖောင်သီးကနန်းဘယ်ရှာလို့ရှာရမှန်းတော့မသိဘူးဒါတော့အများခေါ်ငရစ်ပေါ့ဗျာနော်တချို့ကကျတော့ငပြက်လို့ခေါ်တယ်ဒါကတော့ဒီကိစ္စကကျွန်တော်ခဏရှင်းပေးပါတယ်ဟုတ်ဘယ်ရောက်သွားလဲဟာဟောဒီမှာအများခေါ်တော့ငပြက်လို့ခေါ်ကြတာပေါ့နော်ကျွန်တော်တို့ဘက်မှာကျတော့ဒီကောင်ငရက်လို့ပဲခေါ်တယ်ပေါ့နော်တချို့ကငရစ်လို့လည်းခေါ်တယ်ငပြက်လို့လည်းခေါ်တယ်ဒါပေမဲ့ကျွန်တော်တို့ဘက်မှာငရက်လို့ပဲခေါ်တာပေါ့အဲ့မှာငပြန်မွေးတက်ရှိတယ်သိလားငပြန်မွေးလည်းသူ့လိုပဲဒါပေမဲ့ဒီကောင်ငကြံမွေးရတော့အကွက်ကလေးနဲ့ဒီကောင်တွေကပင်လယ်ထဲမှာပင်လယ်ကမ်းခြေဇက်တွေမှာပဲနေတာများပြီပေါ့နော်ရေငန်ဒေသတွေမှာပဲနေတာများပါတယ်ငပြန်မွေးရတက်ရှိသေးတယ်ပေါ့ဗျာအဲ့ငပြန်မွေးရမွန်နီအစားများတယ်ပေါ့ဗျာအဲ့ငပြန်မွေးရမွန်နီချက်စားတယ်တကယ်မိုက်တယ်သိလားသူတို့ချက်တာတော့ဒီမှာဒီလိုကောင်းလေးအဲ့လိုကောင်းလေးပေါ့ဗျာငပြန်မွေးရအဲ့လိုကောင်းလေးပေါ့နော်ဒီမှာတော့ငပြန်မွေးရအဲ့လိုကောင်းလေးပေါ့ဗျာဆိုတော့ဒါမွန်နီချက်တာမွန်နီအစားများတယ်ပေါ့ဗျာမွန်တို့ရခိုင်တို့ငပြန်မွေးအစားများတယ်ရေချိုပသွန်တို့ပေါ့ဗျာထုံးစံအတိုင်းနော်ဒီကောင်နေဆိုလို့ကတော့กินပြီးတော့ဒါဘီယာလေးနဲ့ဆိုရှယ်မိုက်ရဖောက်ကရရောက်ပြောနေအခုလည်းဒီညလည်းကျွန်တော်လည်းတောက်လာပါတယ်နော်ဘီယာတောက်ဖို့ပတ်စံမရှိလို့ပါတောက်လဲဆိုစင်မြင်းပဲတောက်လာဆိုတော့ဒါတော့တချို့ကအခေါ်ကျွန်တော်တို့ဘက်မှာဒီကောင်ကာပလဲလို့ခေါ်တာပေါ့နော်ကာဘလူးကတက်တက်နော်ဒီကောင်ကကာပလဲဒီကောင်လေးကကာပလဲပေါ့ဗျာကာဘလူးကတက်တက်ရှိတယ်ဒီကောင်ကကာပလဲကပြားတယ်ပေါ့နော်ကာဘလူးကြတော့လုံးတယ်မတူဘူးပေါ့နော်ကျွန်တော်တို့အခေါ်တော့ကာပလဲပဲခေါ်တယ်ကာဘလူးကတက်ရှိသေးတယ်ကာဘလူးအလုံးလေးပေါ့နော်ကာဘလူးကဒီကောင်ကျတော့ကာပလဲကတော့ပြားတယ်ပေါ့နော်ဆိုတော့အခေါ်ချင်းတော့တနေရာနဲ့တနေရာလွဲကြလိမ့်မယ်ဗျာသိလားတနေရာနဲ့တနေရာတော့လွဲကြမှာပဲဘာဖြစ်လို့လဲဆိုတော့နေရာချင်းကိုတနေရာနဲ့တနေရာဒေတာချင်းမှမတူကြတာဘူးနော်ဆိုတော့ဒါဒီညရတဲ့အခြေအနေပေါ့ဗျာဒီညတော့တကယ်ဘာမှဟုတ်တိပတ်တိမရတော့ပါဘူးဒီညအခြေအနေကတော့လုံးဝစိတ်ပြက်စရာပါမနေ့ကတော့လည်းရတော့လေကျွန်တော်တယောက်တည်းဗျာသိရမလားတယောက်တည်းလောက်ရတဲ့အလုပ်တော့သူတည်ခြင်းစိတ်ပါပေါက်တယ်ဖေမူးတော့ထောင်းလို့တယောက်တည်းဟိုကဒီညအခြေအနေကတော့ဒါပါပဲဒီလောက်ပါပဲပြီးရင်ကျွန်တော်ဟိုပလိုင်းနဲ့ပြပေးပါမယ်နော်ဒါကတော့ဒီညအခြေအနေပေါ့ဗျာနော်ဒါကတော့ဒီညအခြေအနေပါအမကနန်းတစ်လုံးလည်းပါပါတယ်ပဇွန်နဲ့ငါးနဲ့နည်းနည်းတိုးလာတယ်ပေါ့ဗျာကျွန်တော်အောက်မှာဟိုတကောင်ရှိတယ်ဗာလဲကျွန်တော်တို့ဘက်မှာငဝမခေါ်တာဗျာဟောဒီမှာဒီကောင်ကျွန်တော်တို့ဘက်မှာငဝမလို့ခေါ်တာပေါ့နော်ဆိုတော့တနေရာနဲ့တနေရာဒေတာချင်းအခေါ်ချင်းလေးကိုကွဲတယ်မနေ့ကျရင်တော့ဒီကောင်ကင်းပြီဗျာနော်ကျွန်တော်လဲငါကလည်းကင်မစားဘူးရတော့မရဘူးမဟုတ်ဘူးရတယ်ဒါပေမဲ့ငါမိုးလိုက်လို့ရှိရင်ငါပို့ကြတယ်ပေါ့နော်ဆိုတော့ဒီညတော့ဒါလောက်ပဲဒီလောက်ပဲပေါ့နော်ဒါလောက်ကလေးပဲရတာပေါ့ဗျာဒီလောက်ကလေးပဲရပါတယ်ဆိုတော့ဒါကျွန်တော်ပြန်တော့မှာပေါ့ဗျာပြန်တော့မှာပေါ့နော်ဒါတော့ဒီတွင်းထဲတော့တောကြီးပေါ့ဗျာဆိုတော့ဒါကျွန်တော်ပြန်มาတော့မပြန်မိုးကလာတော့မှာမိုးကရွာတော့မှာအခုတော့မိုးဘွားကကြာလာမဟုတ်တော့ဘူးမရွာပါနဲ့ဟာကဲဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ပြန်มาတော့မယ်